ကတော့ဘယ်ရောက်နေရလဲဆိုတော့ဒီတော့နော်ကိုတပိုင်းပြက်ဖျားလို့ခေါ်တယ်နာမည်ကြီးရဲ့ဖျားပေါ့နော်ခုခတ်ဒီဖျားကအရင်ကဒီမြမာတွေကနေဒီပြန်တယ်လို့မရအောင်တူးတဲ့အချိန်မှာပေါ့နော်ဖျားတွေအများကြီးပဲလာပြီးတော့မှဒါလူလို့မရအောင်ကောက်ကိုဆောက်လိုက်တယ်ပေါ့နော်အဲ့ဒါဖျားခုခတ်မှာပဲကျန်ခဲ့တယ်ဆိုပြီးတမိုင်းကြောင်ရှိတယ်ဖျားကိုရောက်ခဲ့ဖျားကိုမရောက်ခင်ခုခတ်ကိုမရောက်ခင်နေရဒီဖျားကိုonline မှာဖတ်ဘူးလေပေါ့နော်ဒါပေမဲ့ကိုလည်းရောက်ကူးရမယ်ပြင်မရှိဘူးဆိုတော့ထင်တဲ့အတွက်ကြောင့်ဖျားရဲ့တမိုင်းကြောင်စိတ်ထားမိခဲ့ဘူးမထင်မှတ်ပဲနဲ့ခုခတ်ရောက်တဲ့အချိန်မှာဖျားတွေပဲခုခတ်ဖျားတွေကိုလိုက်ပြီးတော့ research လုပ်ကြည့်တဲ့အချိန်မှာဒီဖျားကိုပြန်တွေ့ရတယ်ပေါ့နော်အဲ့ဒီမှာအရန်ကိုဖူးဆန်းခဲ့တယ်ပြီးတော့ဖျားကြီးပေါ့နော်ပြန်လေတွေ့ရှိရဲ့မှာနွားချောင်းသားလေးကနေဒီမှာဒီဖျားကိုတွေ့ရဲ့အချိန်မှာဒါတူးကြည့်နေဖြစ်ဖြစ်တွေ့ဒါပေမဲ့နောက်ထပ်ကျန်တဲ့တစ်ပိုင်းကိုထပ်တူးတဲ့အချိန်မှာတော့ဒါတူးလို့မရခဲ့ဘူးပေါ့နော်အခက်အခဲတွေဖြစ်ကြတယ်အဲဒါမှမဟုတ်ဒီတိုင်းဖျားရဲ့လက်ရှိဆန္ဒအတိုင်းပဲလက်ရှိကိုဒီတုတ်တဝက်ပိုင်းပေါ့နော်ဖျားလက်ရှိမြေပေါ်မှာပြန်လေပေါ်ထွက်လာတယ်ပေါ့နော်ဒါကဖျားရဲ့နှစ်ပေါင်း200ကျော်ရှိခဲ့ပါပြီ။ဒီမှာအိမ်မှာပြားကြီးအများကြီးရောက်တယ်။ပြားအိမ်ထဲကိုပြားကြီးအများကြီးပဲရောက်လာတယ်ပေါ့နော်။အဲ့ပြားအိမ်မှန်တကားကနေစင်အဲ့ဒါပြားကြီးကိုတိန်းထားတယ်။ဒါပေမဲ့ဒီပြားနဲ့ဟိုအတိုက်ဆိုင်မှုတစ်ခုလိုပဲတတ်မှတ်ရမလား။ပြားကြီးလေးတွေပြားလေးတွေစီကပြားကြီးတွေကိုတိန်းထားတယ်ပေါ့နော်။ဖျားမှာတော့ဝါချလုံးဖျားမှာတော့ဒီကတင်းတဲ့တစ်ဝက်ကိုတော့ဘလူကပဲရေကတက်တယ်မှာတိန်းထားတာပေါ့နော်။အခုကျတော့ဖျားကိုလာကူပြီးကြုံတဲ့အချိန်မှာဖျားရဲ့တမန်ကြောင် research လုပ်ကြည့်တဲ့အချိန်မှာဒီမျိုးတွေ့ပြားလေးတွေကနေဒီကဝက်ဆောက်ရှောက်ပြီးတော့မှခင်ဗျားဖုခတ်မှာကျန်ခဲ့ရဆိုရဲဒီမှန်းကြောင်သိရတဲ့အချိန်မှာဒါဒီပြားကြီးပူပြား7-11ကနေပြီးတော့မှဒီပြားကြီးပေါ့နော်အတန်တဘူးရယ်နောက်ပြီးတော့ပြားလေးတွေရထုတ်ပေးလိုက်တဲ့တဘာဝပြားကြီးအစ်စ်ကိုအခုယူလာပါတယ်ယူလာပြီးတော့ပြားမှာကတ်ပါပါ